ဟိုပါပဲရှိတယ်ကွာ Ryan Mid က Ruby DD တဲ့အခုရွေးဆိုတော့ Ryan Mid ပေါ့ President နဲ့ရွေးဆိုတော့ Ryan Mid ပေါ့ဒါပေမဲ့လို့အချိန်အကြာကြီးကွာတည်ရမလား training တွေပါပြန်ဆင်းမယ်အသင်းကောင်းလေးတစ်ခုနဲ့လို့ပြန်ဆော့မယ်ဆိုရင်တော့ DD နဲ့ပဲဆော့ဖြစ်မှာနေတာပြောတယ်ဒါတခုရှိရ Ryan Mid နဲ့ကိုယ်နဲ့ဆောင်းခင်တယ်ငယ်တော့ကဆောင်းရခင်တယ်နော် DD ထက်တော့ပိုခင်သေးတယ် Ryan Mid နဲ့ဒါပေမဲ့ Ryan Mid နဲ့ပြန်ဝေးမှာကသူ goal line နဲ့တော့ဆော့ဘူးလေ EHP ဆိုသူအရင်ကချောင်းပေါ့ NBA season 1ဆိုတော့ကြာပြီ NBA season 1ဆိုတာမှလည်းပြောရင်ကြားလာ NBA season 1ဆိုတော့ကြာဒါပေမဲ့တရားလေးကကျွန်တော်ပြောသလိုပဲ Ryan Mid နဲ့ကျွန်တော်လည်းအချိတ်သက်တောင်းမိလောက်တယ်လို့ထင်တာပဲမပြောတော့ညဘက်တိုင်းဂိမ်းနိုင်တော့တယ်နော် Game 2အဲ့ဒါကအရင်ကကောင်းတယ်မလားဆက်ဆက်ကောင်းပါလေအဲ့ဒါကဘက်ကတ် maybe ကခေါင်းတက်မတူဘူး brother တက်မှာတော့မလို့ဆော့တယ်လီးတယ်မတူတရားကဲဒီဘက်မှာဆိုရင်အဓိကအေးအဲ့လို defender လောက်တယ်ဆိုတာလေသူ ace ကိုယုံတယ်ပေါ့ ace ကအရန်ဖြဲပြီးတယ်ကွာသိရမလား ace ကတော်တော်ကောင်းတယ်ကွာအဲ့ MBS season 1 MBS season 2တော့အဲ့တော့ဒီမှာထိုင်တစ်ဖက်မင်းနေက BG တော့ပို့ပြီးအဆင်ပြေတာပေါ့အဲ့တော့ကဲတော့တန်ချုံတော့ပြောကြတော့နော်အဲ့ဒီကအဲ့ဒါအရင်တော့ carry player နော် carry player တမနောက်နဲ့အဲ့ရှင်ဘေကာဂူရာတို့အရင်တော့ဟိုးအရင်တော့ကာဂူရာဆိုဆောင်းဆော့ခက်တယ်ကွာကိုတောင်တိတ်မဆော့တယ်အာတန်ချုံနေမတိပါဘူးနေမတိဝိုင်းပြီးတော့မှရပြီဆို